ကျွန်တော်ပထမဆုံးဒီဆိုပြမဲ့တခြင်းကတော့ချမ်းပဲပုတ်လေးကျွန်တော်ပါပဲကျေးဇူးတင်ပါတယ်အေးချမ်းလာတဲ့ကျွန်တော်တို့မြို့ကလေးကိုအလဲတစ်ခေါက်ရောက်လာပါလားလို့ဟန်ဆောင်မှုကင်းတဲ့ဒေသနာရင်မတကယ်ရင်းနှီးမဲ့စိတ်ထားတွေအော်ရှမ်းပဲတို့လို့ခေါ်ချင်းခေါ်ပါစေဒါကိုပွင့်မယူနိုင်ပါဘူးလေတကယ်ဆိုရှမ်းမျိုးရဲ့တည်မြဲတဲ့ယူရကျွန်တော်ဟာလေးရှမ်းပဲပူပါပဲခင်မင်းနဲ့အားလုံးကိုလေးလာလေစီခြင်းသည်ရှမ်းဤတဲ့ရှမ်းမျိုးလေးရှမ်းတဲ့ချင်းလေးလဲဆိုပြအောင်မယ်ရှမ်းအမျိုးရဲ့ယူရကပြမယ်လက်ဖက်တော်ဓမ္မလက်ဖက်ခူးတဲ့ပြူဖြူတွေများနဲ့ပြောပါစေမယ်ကျွန်တော်မျိုးရှမ်းအမျိုးရဲ့ဘဝအဝဲအော်ရှမ်းပဲပုတ်လို့ခေါ်ချင်းကိုပါစေဒါကိုပွင့်မယူနိုင်ပါဘူးလေတကယ်ဆိုရှမ်းအမျိုးရဲ့တည်မြဲတဲ့ယူရကျွန်တော်ဟာလေးရှမ်းပဲပူပါပဲခင်မင်းနဲ့အားလုံးကိုလေးလာလဲစီခြင်းသည်ရှမ်းဤတဲ့ရှမ်းမျိုးလေးရှမ်းတဲ့ချင်းလေးလဲဆိုပြအောင်မယ်ရှမ်းမျိုးရဲ့ယူရအလှပများရဲ့လက်ဖက်တော်ဓမ္မလက်ဖက်ခူးတဲ့ပြူဖြူတွေများနဲ့ပြောပါစေမယ်ကျွန်တော်မျိုးရှမ်းမျိုးရဲ့ဘဝဝဲအော်ရှမ်းပဲပုတ်လို့ခေါ်ချင်းခေါ်ပါစေဒါကိုခွင့်မယူနိုင်ပါဘူးလေတကယ်ဆိုရှမ်းအမျိုးရဲ့တည်မြဲတဲ့ယူရကျွန်တော်ဟာလေးရှမ်းပဲပုတ်ပါပဲခင်မင်းနဲ့အားလုံးကိုလေးလာလေစီခြင်းသည်ရှမ်းဤတဲ့ရှမ်းမျိုးလေးအားလုံးကျေးဇူးတင်ပါတယ်